မင်္ဂလာပါခင်ဗျာဒီနေ့အတွက်နောက်ဆုံးရသတင်းတွေကို TM Media အဖွဲ့သားတွေကနေပြီးတော့စုပေါင်းပြီးတော့တင်ပြပေးပါတော့မယ်ခင်ဗျာစစ်ကောင်ဆောင်ပုံမင်းအောင်လည်းဟာကြာသပတေးနေ့မှာထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးရုံးကဆိုပါတယ်။ပုံမင်းအောင်လည်းဟာထိုင်းနိုင်ငံမှာ6ရက်နေ့နဲ့9ရက်နေ့2ရက်ကြာသွားရောက်မှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကတနင်္လာနေ့ညနေမှာထုတ်ပြန်ကြေညာပါတယ်။အခုအစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဗီရာကူကဖိတ်ကြားခဲ့တာဖြစ်ပြီးခီးစဉ်အတွင်းမှာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တွေချုပ်ဆိုကြဖို့ရှိတယ်လို့ဆိုပါတယ်။ပုံမင်းအောင်လှိုင်ဟာသူသမ္မတရာထူးယူပြီးကတည်းကတရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းလာခဲ့ရမှာအိန္ဒိယ၊တရုတ်၊လာအိုနိုင်ငံတွေကိုတွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ဒီခီးစဉ်မစခင်မှာပုံမင်းအောင်လှိုင်ဟာဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတကာကြက်ချီနီအဖွဲ့ ICRC အဖွဲ့ဝင်တဦးနဲ့တွေ့ဆုံခွင့်ပေးပြီးဓပုံတွေထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါလို့တွေ့ဆုံခွင့်ပေးတာဟာပုံမင်းအောင်လှိုင်ထိုင်းနိုင်ငံကိုမသွားခင်မှာနိုင်ငံတကာဖိအားလျော့နေအောင်ဆောင်ရွက်တာလို့တန်တမန်အတိုင်းဝိုင်းကသုံးသပ်ကြပါတယ်။အခုကာလဟာမြန်မာနိုင်ငံအနေနဲ့အာဆီယံမှာအပြည့်ကင်းစင်တဲ့တာမန်အဖွဲ့ဝင်နိုင်ငံအဖြစ်ပြန်လည်ပါဝင်ခွင့်ရရေးကိုအထူးဆာလောင်မှုသိမ့်နေချိန်လည်းဖြစ်ပါတယ်။အဲ့ဒါလိုဝင်ခွင့်ရရေးအတွက်အထူးကြိုးပမ်းဆောင်ရွက်နေပါတယ်။ဒါပေမဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတော့စစ်အစိုးရကပြင်းပြင်းထန်ထန်ငြင်းဆန်ကန့်ကွက်နေပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာထိုင်းအာဏာပိုင်တွေကနိုင်ငံသားကတ်အတုလုပ်ပေးတဲ့ကွန်ရက်တစ်ခုကိုဖြိုခွင်းခဲ့ပြီးအဲ့ဒီအမှုနဲ့ပတ်သက်တဲ့အစိုးရဝန်ထမ်း3ဦးအိမ်ပိုင်ရှင်2ဦးနဲ့မြန်မာနိုင်ငံသား12ဦးတို့ကိုဖမ်းဆီးထားတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ထိုင်းအာဏာပိုင်တွေကတာလီဘန်10 years to end လို့အမည်ပေးထားတဲ့စစ်စေးရေးကိုပြုလုပ်ခဲ့ပြီးစစ်စေးရေးရလဒ်ကိုဒီနေ့မဲဆောက်မြို့မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မနက်ပိုင်းကစပြီးမဲဆောက်မြို့တွေကနေရာ25နေရာကိုရဲတပ်ဖွဲ့ဝင်130ကျော်နဲ့ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးတော့စစ်စေးရေးကိုထိုင်းပြည်ထောင်ဝန်ကြီးဌာနရဲတပ်ဖွဲ့နဲ့ DSI အထူးစုံစမ်းရေးဌာနတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဓိကဖမ်းဆီးခဲ့တာကထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရဖို့အသုံးပြုတဲ့0ကတ်ဒါမှမဟုတ်10နှစ်ခံကတ်လို့ခေါ်တဲ့နိုင်ငံမဲ့မှတ်ပုံတင်ကတ်တွေကိုတရားမဝင်ထုတ်ပေးခဲ့တဲ့ကွန်ရက်ဖြစ်ပါတယ်။စုံစမ်းမှုတွေအရမဲဆောက်မြို့နယ်စီပင်သားရေးဌာနကဝန်ထမ်း3ဦးဟာစာရွက်စာတမ်းအတုတွေလုပ်ပြီးနိုင်ငံသားတွေကိုကတ်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီကတ်တွေကိုရဖို့တယောက်ကိုဘတ်4000ကနေပြီးတသိန်းအထိလက်ပေးရတယ်လို့လည်းပြောပါတယ်။ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား12ယောက်ရဲ့လက်ဝေရာတွေကိုစစ်ဆေးရမှာမြန်မာနိုင်ငံကူးလက်မှတ်ရှိပြီးသားသူတွေဖြစ်နေတဲ့အတွက်ထိုင်းမှာ10နှစ်ခံကတ်တစ်ခုနဲ့မြန်မာနိုင်ငံကူးလက်မှတ်တစ်ခုကိုတပြိုင်တည်းကင်ဆောင်ထားသူတွေဖြစ်တယ်လို့စုံစမ်းတွေ့ရှိခဲ့ပါတယ်။ထိုင်းအာဏာပိုင်တွေကဒီအမှုဟာလူကုန်ကူးမှုလက်နက်မှောင်ခိုမှုမူရစေဝါနဲ့ကတ်လိမ်လည်မှုလိုရာဇဝတ်မှုတွေနဲ့ဆက်နွယ်တဲ့လုံခြုံရေးပြဿနာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာဖမ်းဝရမ်း73ခုရှာဖွေဝရမ်း19ခုထုတ်ထားပြီးတော့အမှုကိုဆက်လက်ချဲ့ထွင်စစ်ဆေးနေပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့အဆိုအရအလားတူအမှုမျိုး1000ကျော်ရှိနိုင်ပြီးမဲဆောက်ကအမှုဟာပထမဆုံးစတင်ဖော်ထုတ်လိုက်တဲ့အမှုတွေကတစ်ခုဖြစ်ပါတယ်။စုံစမ်းမှုအရမဲဆောက်မှာ2013ခုနှစ်ကလူ209ဦး2014ခုနှစ်ကလူ954ဦးစုစုပေါင်း963ဦးကို0ကတ်ထုတ်ပေးခဲ့ပြီးအဲ့ဒီအထက်က303ဦးသာမှန်ကန်ကြောင်းကြံတဲ့သူတွေမှန်မှန်ကန်ထုတ်ပေးထားတဲ့အထောက်အထားတွေတွေ့ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။လက်ရှိမဲဆောက်မြို့မှာရဲတပ်ဖွဲ့ဝင်တွေအင်အားအများအပြားချထားပြီးစစ်ဆေးဖမ်းဆီးမှုတွေဆက်လုပ်နေတဲ့အတွက်မြန်မာနိုင်ငံသားတွေအနေနဲ့အထောက်အထားစာရွက်စာတမ်းတွေအပြည့်စုံကင်ဆောင်ထားပြီးသတိထားနေထိုင်ကြဖို့လဲမဲဆောက်ကမြန်မာအတိုင်းဝိုင်းကြားမှာအချင်းချင်းသတိပေးနေကြပါတယ်။စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးနေပါတယ်။ဆွေးနွေးပွဲကိုမနေ့ကဩဂုတ်လ3ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီးဒီကနေ့မှလည်းဆက်လက်ဆွေးနွေးနေကြတယ်လို့စစ်ကောင်စီရဲ့နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်။ဒီဆွေးနွေးပွဲမှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ NSPNC ဘက်ကဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြည်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီးUWSA ဘက်ကတော့ဒုဥက္ကဋ္ဌဦးကျောက်ကိုအန်ဒုထွေထွေအတွင်းရေးမှူးချုပ်ဦးပေါက်အိုက်ခန်းနဲ့လာရှိုးပြည်မဆက်ဆံရေးတာဝန်ခံဦးညီရန်တို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကဒုဗိုလ်ချုပ်ကြီးငိမ့်အေဝင်းက UWSA ရဲ့နိုင်ငံရေးလိုလားချက်တွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ UWSA ဘက်ကဒုဥက္ကဋ္ဌဦးကျောက်ကိုအန်ကလည်းပုံမရောက်လည်းဦးဆောင်တဲ့အစိုးရကိုကြိုးဆိုကြောင်းပြောခဲ့တယ်လို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်းစစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာကျန်းမာရေးပညာရေးလမ်းမဆက်သွယ်ရေးနဲ့ဒေသဖွံ့ဖြိုးရေးကိစ္စတွေအပြင် UWSA ထိန်းချုပ်ဒေသအတွင်းမူရစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုတိုက်ဖျက်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။
ဒီကနေ့ဇွန်လ18ရက်နေ့တုန်းကလည်းစစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖွဲ့က UWSA ထိန်းချုပ်ထားတဲ့ပန်ဆန်းမြို့မှာတွားရောက်တွေ့ဆုံခဲ့ပြီးဒီတစ်ကြိမ်တွေ့ဆုံမှုဟာမင်းအောင်လှိုင်သမ္မတရာထူးရယူပြီးနောက်ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ဝါတပ်ဖွဲ့အပြင် FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ NDA, TNLA နဲ့ SSPP တို့လည်းစစ်ကောင်စီနဲ့တွေ့ဆုံထားပြီး MNDAA ကိုယ်စားလှယ်အဖွဲ့ကလည်းနေပြည်တော်မှာရောက်လာဖို့ရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ FPNCC အဖွဲ့တွေက KIA နဲ့ AA တို့ကတော့စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်။မလေးရှားအစိုးရအနေနဲ့ဒုက္ခသည်တွေမြန်မာနိုင်ငံပြန်ဖို့မဲ့အစီအစဉ်ကိုရုပ်သိမ်းဖို့လူ့ခွင့်ရေးစောင့်ကြည့်အဖွဲ့ HRW ကပြောဆိုလိုက်ပါတယ်။ဒုက္ခသည်တွေကိုအတင်းကျပ်ပြန်ပို့တဲ့အစီအစဉ်ဟာသူတို့အတွက်ပိုပြီးဆိုးရတဲ့လူ့ခွင့်ရေးဆုံးရှုံးမှုတွေနောက်ဆက်တွဲဖြစ်ပေါ်လာဖို့ရှိတယ်လို့ထောက်ပြထားပါတယ်။ဒုက္ခသည်စခန်းမှာထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံကရိုဟင်ဂျာဒုက္ခသည်9000ကိုမြန်မာနိုင်ငံပြန်ပို့ဖို့အစီအစဉ်ရှိကြောင်းမလေးရှားလက်ထောက်နိုင်ငံသားရေးဝန်ကြီးကဇွန်လ23ရက်နေ့မှာလွှတ်တော်ကိုတင်ပြခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကအဲ့ဒီရိုဟင်ဂျာဒုက္ခသည်9000ကိုမြန်မာအစိုးရကပြန်လက်ခံဖို့သဘောတူထားပြီးပြီလို့ဇူလိုင်လ29ရက်နေ့မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မလေးရှားဟာစစ်တပ်ရဲ့ဖိနှိပ်မှုရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ထွက်ပြေးလာတဲ့ရိုဟင်ဂျာတွေကိုနှစ်ပေါင်းများစွာလက်ခံထားခဲ့ပြီးဖြစ်ပါတယ်။မလေးရှားအစိုးရအနေနဲ့စစ်အစိုးရရဲ့ပြစ်မှတ်ထားရက်စက်ကြမ်းကြုတ်မှုခံနေရတဲ့သူတွေကိုပြန်ပို့မဲ့စာအရှိတောင်အာရှဒေသအတွင်းမှာဆံပြခေါင်းဆောင်နိုင်ငံနေရာမှာရည်တည်ကြောင်ပြသဖို့သင့်ပါတယ်လို့ HRW ရဲ့အာရှဒေသလက်ထောက်ဒါရိုက်တာ Brian Unilo ကပြောပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေဟာပင်လယ်ပြင်ကိုလှေတွေနဲ့ဖြတ်ကူပြီးမလေးရှားကိုထွက်ခွာခဲ့ကြတဲ့အကြိမ်ပေါင်းများစွာရှိခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံအခြေစိုက် POSCO တမ်မဏိကုမ္ပဏီကြီးဟာမြန်မာနိုင်ငံကဓာတ်ငွေတူးဖော်ရေးလုပ်ငန်းမှာယင်းနှိမ့်မြုပ်နှံမှုတွေကိုတိုးမြင့်မယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ POSCO ရဲ့ရှေ့လုပ်ငန်းစဉ်စီမံကိန်းရေးဆွဲရမှာ2035ခုနှစ်မှာအမြတ်6ဆတိုးရမယ်လို့စီမံကိန်းရေးဆွဲထားပြီးအဲ့ဒါလိုအမြတ်တိုးမြင့်မှုအတွက်လစ်သီယမ်နဲ့ဓာတ်ငွေတွေမှာပို့ပြီးတော့ယင်းနှိမ့်မြုပ်နှံဖို့ရည်ရွယ်ထားကြောင်း Korea Times သတင်းစာမှာဖော်ပြထားပါတယ်။ဓာတ်ငွေထုတ်လုပ်ရေးအပေါ်ပုံမရင်းနှီးမြုပ်နှံရမှာမြန်မာနိုင်ငံမှာလက်ရှိလုပ်နေတဲ့ဓာတ်ငွေထုတ်လုပ်ရေးကိုတိုးချဲ့ရင်းနှီးမယ်လို့ဆိုပါတယ်။ POSCO ကုမ္ပဏီဟာရွှေ gas project အတွက်အကွက် A1 နဲ့ A3 တို့မှာရင်းနှီးမြုပ်နှံထားပြီးရန်ကုန်မြို့ပေါ်မှာ Lotte Hotel ကိုဖွင့်လှစ်ထားပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းကကြေးရွာအများအပြားကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေရိပ်200ကျော်ပျက်စီးသွားပါတယ်။ဇူလိုင်လ23ရက်နေ့တုန်းကပေါင်းမြို့နယ်ဘက်ကနေဝင်လာတဲ့အင်အား800ကျော်ရှိတဲ့စစ်ကြောင်းဟာရက်20ကျော်အတွင်းမြိုင်မြို့နယ်တွေကကနန်းလက်ခုပ်ပင်ညောင်ကုန်းကိုင်းတော်မှထန်းငယ်တော်တင်းမနဲ့ဖောင်ပင်ကြေးရွာတွေကိုစတိုက်မီးရှို့ခဲ့ပြီးရာကြီးပင်ကြေးရွာမှာလည်းမီးရှို့မှုတွေရှိခဲ့တယ်လို့အရက်ဖက်ဖွဲ့စည်းတွေနဲ့စကောက်ချန်နယ်တွေကထုတ်ပြန်ထားပါတယ်။လက်ရှိစီးရင်တွေအရကနန်းရွာမှာနေရင်32လုံးလက်ခုပ်ပင်ရွာမှာ29လုံးညောင်ကုန်းရွာမှာ6လုံးကိုင်းတော်မှရွာမှာ2လုံးထန်းငယ်တော်ရွာမှာ4လုံးတင်းမရွာမှာနေရင်40ကျော်နဲ့ဘောင်ပင်ရွာမှာတော့နေရင်90ကျော်မီးရှို့ခံရရတယ်လို့သိရပါတယ်။ဒေသတွင်းသတင်းဌာနတွေရဲ့အဆိုအရမီးရှို့ခံရတဲ့ကြီးရွာတွေကိုပြည်သူတွေခုထိပြန်မဝင်နိုင်သေးပဲအမှုကစောင်းလက်ရိတ်ခါနဲ့နေထိုင်စရာအရေးပေါ်လိုအပ်နေရလို့ပြောပါတယ်။နေအိမ်တွေကိုအရင်လိုအခိုင်အမာပြန်ဆောင်ဖို့မလွယ်သေးပဲယာယီတဲတွေနဲ့သာနေရမယ့်အခြေအနေဖြစ်နေရလို့လည်းဆိုပါတယ်။ဒီကနေ့ဩဂုတ်လ4ရက်နေ့နေ့လယ်ပိုင်းအထိအဲ့ဒီစစ်ကြောင်းဟာရာကြီးပင်ကြီးရွာတဝိုက်မှာဆက်လက်တက်ဆွဲထားပြီးထူးထူးခြားခြားရွေးချယ်မှုမရှိသေးပါဘူး။မင်းညတုန်းကတော့ထောက်ပို့လီရင်နဲ့ကြီးခဲရန်တွေချပေးခဲ့တာကြောင့်စစ်ကြောင်းအနီးတစ်ဝိုက်ကကြီးရွာတွေအနေနဲ့အထူးသတိထားကြဖို့ Scout Channel တွေကသတိပေးထားပါတယ်။အဲ့ဒီစစ်ကြောင်းဝင်လာပြီးနောက်မြိုင်မြို့နယ်တွေကကန်နဲ့ညောင်ကုန်းကိုင်းတော်မှထန်းငယ်တော့မြင်းကိုတစ်ကြီးရွာအပါအဝင်ကြီးရွာ10ရွာကျော်ကပြည်သူတောင်းခံစစ်ပေးတိမ်းရှောင်နေကြရပါတယ်စေအုပ်စုဘက်ကဒေါအောင်ဆန်းစုကြည်ကိုဆက်လက်ထိန်းသိမ်းထားတဲ့အပေါ်မှာစိုးရိမ်ရကြောင်းနဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်မတရားအဖမ်းဆီးခံထားရတဲ့လူတွေကိုချက်ချင်းလွှတ်ပေးဖို့ကိုလည်းပြည်ထောင်စုရကတောင်းဆိုထားပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ပြည်ပဆိုင်ရာကြက်ချင်ဒီကော်မတီ ICRC တွေ့ဆုံပြီးအသက်ရှင်ကြောင်းအထောက်အထားတွေယူဆောင်လာပေမဲ့လည်းဒီအချက်တစ်ခုတည်းနဲ့မလုံလောက်ကြောင်းပြည်ထောင်စုရကပြောကြားထားပါတယ်။ ICRC ရဲ့ကိုယ်စားလှယ် Mr. Arnold D. Beck ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီးတည်တံ့စကားပြောခဲ့တယ်လို့ ICRC ကမနေ့ကထုတ်ပြန်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကအာဏာသိမ်းတဲ့နေ့မှာစတင်ဖမ်းဆီးခဲ့ပြီးပို့ကုန်သွင်းကုန်ဆိုင်ရာဥပဒေတဘာဝဘေးအန္တရာယ်ကာကွယ်ဆောင်ရှောက်မှုအဥပဒေရွေးကောက်ပွဲဥပဒေအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ဆွဆွဲထားပြီးထောင်ဒဏ်အနှစ်20ကျော်ချမှတ်ခံထားရပါတယ်။ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာဒေါအောင်ဆန်းစုကြည်ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်941ပုံမှန်ခွဲ1အရကြခံမှုကြန့်ရှိတဲ့ပြည်ထောင်တွေကိုတတ်မှတ်ထားတဲ့နေမှာဆက်လက်ကြခံစေဖို့စေအုပ်စုဘက်ကပြောင်းလဲတတ်မှတ်ထားပါတယ်။
အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစစ်အုပ်စုဘက်ကဖွဲ့စည်းထားတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ဥက္ကဋ္ဌ John David ကိုတာဝန်ကနေရက်စက်လိုက်တယ်လို့ CNO ကဩဂုတ်လ3ရက်နေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်။အဲ့ဒီတွေ့ဆုံမှုကချင်းမျိုးသားအဖွဲ့ချုပ် CNO ရဲ့ဗဟိုကောင်စီ Central Council CC ဗဟိုအလုံးမှုဆောင်ကော်မတီ Central Executive Committee CEC နိုင်ငံရေးဦးဆောင်ကော်မတီ Political Steering Committee PSC နဲ့ကာကွယ်ရေးကောင်စီ Defense Council DC တို့ရဲ့အတိအမှတ်ပြုဆုံးဖြတ်ချက်တွေတာဝန်ပေးအပ်ချက်တွေသဘောတူညီချက်တွေလုံးဝမရှိဘဲနဲ့တာဝန်ရှိခေါင်းဆောင်တချို့ကကိုယ်သဘောဆန္ဒအရတွဲဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ NSPNC နဲ့တွဲဆုံဆွေးနွေးမှုအတွင်းပြောဆိုခဲ့ကြတဲ့အကြောင်းအရာတွေက CNO ရဲ့တရားဝင်ရည်တည်ချက်ဆုံးဖြတ်ချက်နဲ့မူဝါဒတွေကိုကိုစားမပြုကြောင်းဆိုထားပါတယ်။ဒါအပြင် NSPNC ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးစည်ရေးသဘောတူညီချက်ဂရိကုရဲ့နားလည်မှုမျိုးလုံးဝမရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် CNO ကချင်းညီနောင် Chin Brotherhood CB ကိုဖွဲ့စည်းတာမှာဥဆောင်ပါဝင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီး CNCC CB နဲ့တက်ဆိုင်ရာမဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့သဘောထားနဲ့စုပေါင်းဆုံးဖြတ်ချက်မပါဘဲ NSPNC နဲ့တစ်ဖက်သက်တွဲဆုံဆွေးနွေးမှုတွေနိုင်ငံရေးဆွေးနွေးမှုတွေပြုလုပ်မှာမဟုတ်ကြောင်းပြောဆိုထားပါတယ်။အဖွဲ့အစည်းရဲ့တရားဝင်ခွင့်ပြုချက်မပါဘဲတွဲဆုံမှုနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်တရားလုံးကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးဥက္ကဋ္ဌကိုယ်တိုင်ကအဓိကတာဝန်ရှိကြောင်းဥက္ကဋ္ဌယာဒုကနေနှုတ်ထွက်ဖို့တင်ပြခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီတင်ပြချက်ဗဟိုကောင်စီမှာသဘောတူလက်ခံပြီးဥက္ကဋ္ဌတာဝန်ကနေရက်စက်လိုက်တယ်လို့ဆိုပါတယ်။ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ကို2021ခုနှစ်ဧပြီလ23ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးຫນွေဦးတော်လှန်ရေးပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာစစ်အာဏာရှင်စနစ်ကိုလက်နက်ကင်တော်လှန်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒီနေ့အတွက်သတင်းတွေကတော့ဒီမျှတာပဲဖြစ်ပါတယ်ခင်ဗျာ။ TM Media ကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပိတ်သက်များအားလုံးကျမ်းမာရှင်လန်းပြီးတော့ဘေးပရာဝေးကွာကြပါစေလို့ TM Media အဖွဲ့သားတွေကနေပြီးတော့ဆုမွန်ကောင်းပို့တာပါတယ်ခင်ဗျာ